grade 10လေးတွေအတွက်တင်းကောင်းတစ်ခုရှိရဲ grade 10 grammar class လေးဘယ်တော့ပြန်ဖွင့်မလဲဆိုပြီးလာမီးနေတဲ့ grade 10လေးရဲ့အတွက်ဒီလ23ရက်နေ့မှာအတန်းတစ်လေးပြန်ဖွင့်ပေးဖို့ရှိပါတယ်မင်္ဂလာပါ English Esther Channel ကနေကြည့်ပါရစေ Teacher တို့အရှိတစ်ခေါက်ကဖွင့်ခဲ့တဲ့ Unit 1 to 6မှာရှိတဲ့ grammar ကိုသင်ထားတဲ့ class လေးကတလားပြပြီးတော့သင်ရိုးပြီးသွားပြီပေါ့နော်အဲဒီတော့ကြောင့်မလို့ teacher ကအမြဲတမ်းလာမိလိုက်တဲ့သူလေးတွေအတွက်အရင်တစ်ခေါက်တော့ကအတန်းတက်ဖို့မမိလိုက်တဲ့သူလေးတွေအတွက်နောက်တစ်ခေါက် Unit 1ကနေ Unit 6အထိ grammar သင်တဲ့အကြောင်းလေးကိုနောက်တစ်ခေါက်ပြန်ဖွင့်ပေးမှာပါဒီတလားဖွင့်ပြီးတဲ့အခါကျရင်ရှေ့လတွေကျရင်တော့ Unit 7ကနေ Unit 12ဆိုရဲ grammar အတန်းတွေပဲဖွင့်ပါတော့မယ်ဒီတစ်ခေါက် Unit 1ကနေ Unit 6အထိပြန်ဖွင့်ပေးတဲ့အတန်းလေးကနောက်ဆုံးအချိန်ပဲဖြစ်ပါတယ်အဲ့တော့ကိုကတလားတွေနဲ့ Unit တဝက်တိတိမှာရှိတဲ့ grammar တွေအကုန်လုံးကိုသင်ထားခြင်းနဲ့ဆိုရင်သင်တန်းလေးလာပြီးတော့အနှံလို့ရပါတယ်သင်တန်းလေးကတော့23ရက်နေ့စမှာဖြစ်ပြီးတော့သင်တန်းအပ်တဲ့အချိန်က12ရက်နေ့အထိနောက်ဆုံးထားပြီးတော့လက်ခံပေးပါမယ်သင်တန်းရဲ့ထုံးစံအတိုင်းပဲအချိန်မှန်မှန်သင်တန်းတက်ပေးရပါမယ်အင်စာလေးတွေလည်းအချိန်မှန်မှန်ချက်ပေးရမယ်ဒါအပြင်စာမေးပွဲလေးဖြေရပါမယ်လူကြီးအကန့်အသတ်လည်းရှိတာကြောင့်မို့လို့အရင်တစ်ခေါက်ကလိုမျိုးခြံခဲ့တာမျိုးမဖြစ်ချင်လို့ရှိရင်စောစောလေးလာပြီးအပေးဖို့အတွက်အကြံပေးချင်ပါတယ်တင်နန်းချင်းနဲ့တင်နန်းအချိန်လေးကိုလည်းချက်ပေါက်မှာလာပြီးတော့မေးမြန်းနိုင်တယ်လို့ comment မှာလည်းမေးမြန်းခဲ့လို့ရပါတယ်။လာရောက်ဆက်သွယ်ပေးပါမယ်။ grammar ဆိုတာကအင်္ဂလိပ်စာတွေထဲကအရေးကြီးတဲ့အရာတစ်ခုမဟုတ်လို့ကိုက unit 12ခုကြီးများရှိတာတော့ unit 6အထိတဝက်တိတိကိုတစ်လရင်းနဲ့သိချင်နေဆိုရင်ဒီချက်ရဲ့တင်နန်းလေးကိုလာရောက်တက်ရောက်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။ Bye bye